ဟာရဒါနကောင်းမှုကုသိုလ်များကိုတပေါင်းလာပြီးတော့ချီးရမည်ညဆယ်နာရီမှာတည်ခြင်းအဲ့ခံကျွေးမွေးကောင်းမှုကုသိုလ်များဒါနပြုမှာဖြစ်ပါတယ်အဲဒီနောက်တပေါင်းလာပြီးတော့9 ရက်နေ့ငငယ်ချင်းရှောင်းနာလို့ဆိုတဲ့ကာလသမယမှာဘုရားမို့ဖြစ်တော်တန်ဃာတော်များဆွမ်းစားပြီးတော့ဆွမ်းသင်္ကန်းအစရှိတဲ့လူတန်းပေါ်ရာဖြာဖြာတို့ကိုဟဲ့တောက်တန်ကြီးဟဲ့တောက်တန်သင်္ကန်းကုန်းလို့ခေါ်တဲ့တောက်တန်ကြီးအတွင်းအပြင်ဥပ္ပစာ၌ဒီလိုကြသားကြလုံးသောပုဂ္ဂိုလ်အပေါင်းသတ္တဝါအပေါင်းဝိညာဉ်အပေါင်းတို့အားတရမေဃတာအပေါင်းတို့အားလူတန်းပြီးတော့အမြတ်တမ်းပေးဝေငှမှာဖြစ်ပါတယ်။ဘိုင်းတော်များနဲ့ပေးဝေပြီးသည့်အချိန်ခါကာလအပြင်တို့သည်ငြိမ်းချမ်းစွာအေးချမ်းစွာဖြင့်ကုသမြေအတွက်တည်ထားသောမြေယာဌာနမှာအပြင်တို့ကိုမော်တော်ရင်ကားဖြင့်ပို့ဆောင်မှာဖြစ်ပါတယ်။တို့ဖြစ်ပါလေအပြင်တို့ဒီပြကြဒီမြင်ကြမြင်ကြားကြဒီတုံးနဲ့တူလည်းပြောကြားထားကြပါလို့မင်းရောရောက်တော့ဘုရားတော်ဘုရားနဲ့မင်းရောကျေးရဖို့ကျေးရတာအပေါင်းတို့အကျဉ်းတို့ဟာမေတ္တာရက်ခံတိုက်တွန်းပြောကြားအပ်ပါတယ်။တောဒါမင်းအတိတ်ဒီသားဆွေပြောင်းခြင်းဒီဘာကြောင့်လုပ်ရတာလဲလို့အပြင်တို့ပရလောကသားတွေဘိုးဝယ်ရှိပါတယ်။တောင်းကံဘုရားရဲ့ရွာရဲ့ဈာလေးမှာမလျော်မတဲ့အပြင်တို့လည်းနေရထိုင်ရတာကြက်ပြီးလိုက်ပါလေ။ဘာနာငါတော်ဒီပရိသမဂန်တုတ်တန်နဲ့ပဋ္ဌာန်းဒီသနာရီဝိပဿနာဆိုတော့နေနိုင်တဲ့ဝိနည်းပုဂ္ဂိုလ်တ attva ဝါရှိတယ်။အဲဒီမြတ်ဗုဒ္ဓတရားတော်မြတ်တို့ကိုသုဘတော်အခါမှာမနေနိုင်ကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ဒါကအတူတူအတွက်လည်းငြိမ်းချမ်းမှုရတဲ့ပုဂ္ဂိုလ်ရမယ်ဒီတုတ်တံတွေကတော့ငြိမ်းချမ်းမှုမရှိတဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိတော့ပါပဲ။ဒါကြောင့်အတေတို့